also is such an important travel essential. Blackpink group က K-pop idol ချင်းတွေရဲ့ခီးသွားရင်လိုအပ်တဲ့ပစ္စည်းတွေမှာပါတဲ့ shower filter ဘာလို့လိုအပ်တယ်ဆိုတဲ့အကြောင်းကိုဒီဗီဒီယိုလေးမှာပြပြပေးပါတို့တနေရာနေတနေရာရွှေ့ပြောင်းနေထိုင်တဲ့အခါဒါမှမဟုတ်ရင်တနေရာနေတနေရာခီးသွားတဲ့အခါမှာရာသီဥတုအခန်းရေကန်မြေကန်တွေပြောင်းလဲရတဲ့အမျှအရေပြားက sensitive ဖြစ်တာတွေမခံနိုင်တာတွေဖြစ်တတ်တယ် shower filter လုပ်ပေးတာကတော့အဓိကရေချောင်းဖြစ်တတ်တဲ့အရေပြားကို irritation ဖြစ်စေတဲ့ irritant တွေ chemical တွေကိုစစ်ထုတ်ပေးတာပေါ့နောက်ထပ်အနေနဲ့ပြောရရင်ဒီ shower filter ကသပင်အတွက်လည်းတစ်မျိုးကောင်းပါတယ်ဒေါက်တာသိသလောက်တော့ထိုင်းနိုင်ငံဘန်ကောက်မြို့မှာဆိုရင်လည်းရေထဲမှာကလိုရင်းပါလို့သပင်တွေကျွတ်ကြတယ်အရေပြားတွေ sensitive ဖြစ်တဲ့6တွေ့ရဆိုပြီးတော့ပြောကြတာတွေကြားပူပါတယ်ပြီးတော့ဒေါက်တာတို့ပြည်ရင်းမှာတောင်ပေါ်ဒေသတွေသွားလာရင်ထုံးတက်များတာတို့ကက်ဆီယမ်နဲ့တက်တုတက်တွေများတဲ့ရေစည်းလိုရေမျိုးနဲ့ထိတွေ့ရတဲ့အခါသပင်တွေကျွတ်တာအသားရည်တွေ6တွေ့ရဆိုရင်ဒီလို shower filter လေးသုံးမယ်ဆိုရင်လိုမတန့်စင်တဲ့ရေချောင်းသပင်ကျွတ်တာတို့အရေပြား6တွေ့တာရားရံတာတို့ကိုကာကွယ်ပေးနိုင်ပါတယ်တိုကျုံအနေနဲ့ပြောရမယ်ဆိုရင်တော့ဒီ shower filter ကရေထဲမှာပါတဲ့ chemical တွေကက်ဆီယမ်နဲ့ဓာတ်သတ္တုတွေပြီးတော့မတန့်စင်တဲ့အနယ်အနှစ်တွေကိုစစ်ထုတ်ပေးနိုင်တာကြောင့်မျက်နှာနဲ့ခန္ဓာကိုယ်ကအရေပြားကို barrier ပစ်စေတာကိုကာကွယ်ပေးုံသာမကဥရေပြား barrier ပြတ်တာကိုလည်းကာကွယ်ပေးနိုင်တာကြောင့်သပင်ကျွတ်တာကိုလည်းကာကွယ်ပေးနိုင်ပါတယ်အဲဒါကြောင့် shower filter ခီးသွားရင်စောင့်သွားတဲ့ accessory တစ်ခုထဲမှာလည်းပါဝင်ပါတယ်